Micro ယူမဟုတ်ပဲရှေးတာတွေထည့်ပြီးတော့ဆော့ချင်ပါသလားဗျာသားတို့ Okay ဆော့ချင်ဆိုရှင်ဒီဗီဒီယိုတွေ့တာဗျာသားတို့အလောကန်ကောင်းပါတယ်ဒီဗီဒီယိုထဲမှာကျွန်တော်ရှေးတာထည့်နေရော formula လုံးနေရောကျွန်တော်အကုန်ပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော် focus ကိုကြည့်ပါဗျာသားတို့ Okay ဗီဒီယိုမစခင် channel ကို like subscribe နဲ့ကူညီပေးဖို့ထူးဖို့တောင်းဆိုချင်ပါတယ်ဗျ Okay ဗီဒီယိုလေးကိုစလိုက်ကြအောင် let's go ဒီပေါ်ကြောင့် ground ဆိုတဲ့အရာနဲ့ mobile green ဆိုတဲ့အရာကိုတစ်ခုရှိရင်ဒါတို့ရှိတာကောင်းလားဒီဆိုရပါတယ်ကျွန်တော်တို့အရင်ဆုံးစလုပ်ရမှာကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးဇက်စီရဲ့ဝင်ပြီးတော့ project နဲ့ရှိတာကိုခုကျွန်တော်လုပ်ရတဲ့ရှေ့တာတော့ပြီးတော့ကျွန်တော်တက်ပြမှာပြီးထားတော့ပေါ့ဗျာအဲ့ဒီမှာတော့တောက်လို့လုပ်ရပါတယ်။ Okay ဒီရှေ့တာတွေကိုကွန်ပီယူမယ်။ကွန်ပီယူပြီးတော့ကျွန်တော်တို့အဲ့ဒီအဲဘက်ကိုတွားမယ်။အဲ data တွေဝင်အောက်ဆွဲပြီးဆွဲချပြီးတော့မှပေါ်ကြလောက်ချ file ရဲ့ဝင်မယ်။ပြီးတော့ Minecraft ကိုဝင်မယ်။ပြီးတော့မှရှေ့တာ pep ဆိုတာရှိအဲရှေ့တာ pep ထဲကိုဝင်လိုက်။ရှေ့ pep မှာဒီကွန်ပီယူလာတဲ့ဟာကိုချတယ်ပေါ့ဗျာ Okay အဲ့ဒါဆိုရှင်ရှေ့တာထက်နေရတော့ပြီးပြီပေါ့ဗျာပေါ်ကြောက် grow more ဆိုရယ်ဝင်နေမယ်ကျွန်တော်ဒီမှာ fpm မကြောက် fps setting ချိန်အောင်ပေါ့ဗျာဒီမှာ mobile green ကိုထားလိုက်မယ်နော်ပြီးတော့ save လိုက်မယ်ကျွန်တော်ဒီအပေါ်က setting ပုံလေးတွေဝင်ကျွန်တော်ဒီကောင်လေးဝင်ဒါကျွန်တော်ထားတယ်လို့လိုက်ထားမယ်နော် mobile green တော့ကျွန်တော်ပြမယ်ဒီကောင်90လောက်ကိုတင်တာ90လောက်တင်လာရင်လာဖို့ဝါမဝါမင်းနဲ့ FPM ပို့ပြီးတော့ကောင်းပါဗျာဒီမှာဒီကောင်ခွဲတိုင်းပိတ်လိုက်ဗျာဒီအောင်ကကျွန်တော်တွေ့တွေ့လို့မဟုတ်ဘူးဒီအောင်ပြီးကျွန်တော်တို့ဒီမှာကျွန်တော်မှာဆိုရှင်900အထိပဲရတယ်ဟုတ်ဗျာဝေးအဲ့ဆိုရှင်ဒီ shader ထည့်နေရော formula လုံးနေရောကျွန်တော်တို့ပြီးသွားပါပြီဗျာပြီးတော့ blazor တို့ game ကိုဆော့လို့ရပါပြီကျွန်တော်လုပ်ရတာနီလန်တွေကလွယ်ကူလို့ရှင်းတာကြောင့် blazor တို့ရဲ့ team ကိုထင်ပါတယ် okay နောက်ဗီဒီယိုမှာပြန်ဆူကြမယ်လိုရတဲ့ bye bye ပါ